မင်္ဂလာပါမစ္စတာနိုင်မဲမြန်မာမှကြိုဆိုပါတယ် Facebook ပေါ်တွင်စစ်အာဏာရှင်စန့်ကျင်ရေးစာသားများရေးယုံများဖြင့်ဖမ်းဆီးအကျဉ်းချခံရသူအများအပြားအင်းစိန်ထောင်၌ရှိနေသည်အဆိုပါထောင်ကြီးနှင့်9မိနစ်ခန့်မြကားမောင်းသွားလျင်ရောက်သည့်လူနေရပ်ကွက်များအတွင်အမျိုးအမည်စုံလင်လာသောမူရစ်စေဝါများကိုပေါ်ထင်ရောင်းချနေသူများကိုတွေ့မြင်နိုင်သည်မူရစ်စေဝါတုံးဆွဲတတ်သည့်လူငယ်များအကြားအဆိုပါနေရာသည့်နာမည်ကြီးနေရာတစ်ခုဖြစ်ပြီးအင်းစိန်ထောင်နှင့်မနီးမဝေးအောင်စေရတတာအနီးတစ်ဝိုက်ရှိအင်းစိန်ကမ်းနားလူနေရပ်ကွက်များတွင်တည်ရှိသည်ဒေသခံလူငယ်များကကဲတိုဟုခေါ်ဝေါ်ကြပြီးထိုအမည်နှင့်အဆိုပါနေရာလဲလိုက်ဖက်ထပ်တူကြသည်ကျင်းမြောင်ရှုပ်ထွေးသည့်ရက်ကွက်လမ်းများတစ်လျှောက်ဆယ်ပေမပြည့်တပြည့်တို့မူထယံကအိမ်တတိလေးများစွာရှိသည်လဲလုံလဲစားအခြေခံလူဒန်းစားအများစုနေထိုင်သည်ညစ်ပေနေသည့်ကလေးငယ်များဆော့ကစားနေသည်ကိုမြင်တွေ့နိုင်ပြီးအမိုက်များရှုပ်ပွားကမြောင်ပုတ်နှံ့များကလည်းလိုင်ထနေတတ်သည်ထို့သို့ဆင်းရဲနွမ်းပါမှုကိုအပြစ်အဝဖော်ကျူးထားတော်လဲထိုနေရာများသို့နေစဉ်လာရောက်သူများအများအပြားရှိသည်အများစုမှာလူငယ်များဖြစ်ပြီးအချို့မှာတိန်းရာချီတန်းမော်တော်ကားများကိုရက်ကွက်ထိပ်တွင်ရပ်ထားခဲ့ကကျင်းမြောင်းသောရက်ကွက်လမ်းများအတွင်သို့တောက်ပြောင်သောအဝတ်အစားများဖြင့်ဝင်ရောက်လာတတ်ကြသည်အဆိုပါလူငယ်များအားရက်ကွက်အတွင်မှပလီကအိုအမျိုးသားများကလမ်းပြသည်ကိုကျော်လေးအမိလွဲကအသက်20ကျော်အရွယ်လူငယ်တဦးဖြစ်ပြီး hip hop နဲ့ rap တခြင်းများဖန်တီးရသည်ကိုနေတဲ့သည့် rapper တဦးလည်းဖြစ်သည်သူဤတိန်900ဝန်းကျင်တန်ကြီးရှိပြိုင်ကားအားကက်တိုတို့လာရောက်သည့်အခါရက်ွက်ထိန်၌ရထားခဲ့ရသည်လာနေကြသူတူဖြစ်၍ကက်တိုအတွင်မှမျက်လုံးများစွာတို့ကသူ့အားစောင့်ကြည့်ခြင်းမရှိတော့လဲမျက်နှာစိမ်းဖြစ်ပါကရက်ွက်အတွင်တို့ရောက်လာသည်နှင့်ပလေကဝလူများအနာတို့ရောက်လာကမေးမြန်းခြင်းကိုခံရမည်ဖြစ်သည်ဘာလာရှာရလဲဘာလို့ချင်လို့လဲဘာလာလောက်ရလဲမေးကြလိုက်မယ်မေးတဲ့ပုံစံတွေကအစ်စေးပါပဲဒါပေမဲ့အဖြေမတရင်တော့ပြဿနာတက်သွားနိုင်တယ်ဟုကိုကျော်လေးအမိလွဲကပြောပြသည်ကိုကျော်လေးအနေဖြင့်သူပထမဆုံးရောက်သည့်အခါကတငယ်ချင်းဖြစ်သူမိတ်ဆက်ပြောပြလိုက်သည့်နာမည်တစ်ခုအားသုံး၍ကက်တိုအတွင်သို့ဝင်ခဲ့သည်ထိုအခါပလေကဝလူတဦးကသူ့အားအဆိုပါနာမည်ပိုင်ရှင်ရှိရာနေရာသို့လမ်းပြခေါ်ဆောင်သွားခဲ့သည်ရက်ွက်အဝင်လမ်းမှရက်ွက်အတွင်လမ်းတစ်ခုသို့ကွေကထိုမှတစ်ဆင့်ဆယ်ပေပတ်လဲမပြည့်သည့်အိမ်တေးလေးများ4-5လုံးထက်မနည်းစောက်ထားသည့်ခြံစည်းရိုးမခတ်ထားသောခြံဝင်းတစ်ခုအတွင်သို့ဖြစ်သည်အိမ်လေးများဤအဝ၌ပလီကဝအမျိုးသားများဆော့ကစားနေသည့်ကလေးငယ်များနှင့်ရောက်တရရပြောဆိုနေကြသည့်အမျိုးသမီးများရှိသည်ကိုကျော်လေးကိုခေါ်လာသည့်ပလီကဝအမျိုးသားကအိမ်လေးတစ်ခုအရှိအရောက်၌သူ့အားအိမ်ပေါ်သို့တဲ့ရန်ပြောပြီး
၎င်းကိုယ်တိုင်လည်းအိမ်ပေါ်သို့တက်သွားသည်ဆက်ပေမပြည့်တပြည့်အိမ်လေး၌ငါးပေပတ်လည်ခန့်အခန်းနှခန်းကန့်ထားပြီးအခန်းနှစ်ခုအကြားအဝင်အထွက်၌လိုက်ကာတစ်ခုချထားသည်အိမ်ရှိခန်းရောအိမ်နောက်ခန်းတွင်ပါမူရီစေဝါတုံးဆွဲနေသူများရှိသည်အိမ်ရှိခန်းတွင်အမျိုးအမည်စုံလင်လာသောမူရီစေဝါများကိုပေါ်ထင်ပင်တွေးမြင်ရသည် WY စီပြများဘိန်းဖြူ ice ဟုခေါ်သော methamphetamine များဆေးချောက်များအစရှိသဖြင့်ဖြစ်သည်ထို့ပြင်အဆိုပါမူရီစေဝါများကိုတုံးဆွဲရန်အသုံးပြုသည့်တန်ဆပ်ပလာများကိုလည်းတွေ့မြင်နိုင်သည် WY တုံးဆွဲရန်ခဲပြားများပိုက်များဘိန်းဖြူတုံးဆွဲရန်ဆေးထိုးအပ်များ ice တုံးဆွဲရန်ဖန်ပြောင်းများဖြစ်သည်အိမ်လေး၌လေထုထဲ၌စုံလင်လာသောမူရီစေဝါများ၏အနံ့များကပြန့်နှံ့နေသည်အဆိုပါရနံ့များကအိမ်လေးထဲရှိမူရီစေဝါလာရောက်ဝယ်ယူတုံးဆွဲသူများထံမှဖြစ်သည် rolling paper ဖြင့်လိပ်ထားသောဆေးချောက်ကိုဖွာရှိုက်နေသူတဦးကအိမ်ဦးခန်း၌ထိုင်နေသည်သူဤနောက်ွယ်ဖျားစင်ခတ်တေးလေးတစ်ခုရှိသည်ထိုသူကကိုကျော်လေးအားညီလေးဘာလို့ချင်လို့လဲဟုလမ်းမီလိုက်သည်ကြိုက်တာဝယ်လို့ရတယ်ဖြောစောဘိန်းဖြူလားအတီး WY လားဝီစီချောက်လား ice ရေခဲလားအကုန်ရှိတယ်နည်းနည်းဝယ်များဝယ်ရတယ်ဟုကိုကျော်လေးအမိလွယ်ကပြောပြခြင်းကိုကျော်လေးကဲ့သို့လာရောက်ဝယ်ယူသူအများအပြားရှိထို့အတူငွေရီစေဝါရောင်းချသူများကလည်းအင်းစိန်ကန်းနာတလျှောက်ပြန့်ကျဲနေသည်ရက်ွက်လမ်းလေးများဘေး၌ဗန်းများခင်းကရောင်းချနေသည့်အမျိုးသမီးကြီးများကိုလည်းတချို့နေရာများ၌တွေ့မြင်နိုင်သည်အဆိုပါအမျိုးသမီးကြီးများကအချင်ပေါင်းရောင်းနေခြင်းတော့မဟုတ်တနိုင်တပိုင်မူရီစေရောင်းချသူများဖြစ်သည်သူတို့စီမှာကတော့ပစ္စည်းမူရီစေဝါကတိတ်တော့ကောင်းတာတွေမရဘူးဒါပေမဲ့အတီး WY ဆိုနှလုံးကအစဝယ်လို့ရတယ်ဟုအင်းစိန်ကန်းနာအရှိရက်ွက်အနီးနေထိုင်သည့်ဒေတာခံလူငယ်တဦးကပြောသည်အင်းစိန်ကန်းနာတလျှောက်မူရီစေဝါရောင်းချမှုများဖြစ်နေခဲ့ဒီမှာဆယ်စုနှစ်20စုပင်မကတော့ဟုသိရသည်အစိုးရအဆက်ဆက်ကလည်းထိုနေရာသို့ဝင်ရောက်ရှင်းလင်းဖမ်းဆီးသည်ဟု၍မရှိခဲ့ပေတခါတရံစီမံချက်ဟုခေါ်သည့်အချိန်များရှိပြီးအဆိုပါအချိန်၌အင်းစိန်ကန်းနာတလျှောက်ရောင်းချနေသည့်မူရီစေဝါရောင်းချသူများကိုရှာတွေ့ရန်ခဲ့မည်ဖြစ်သည်စီမံချက်ဆိုရင်တော့အကုန်လုံးကဝတ်နေကြတာပေါ့အိမ်တွေလိုက်ဝယ်လည်းမရှိဘူးပြောလွတ်တယ်ရင်းနှီးတဲ့သူတွေပဲရှာဝယ်လို့ရမယ်အဲ့ဒီလိုအချိန်တွေဆိုရင်တော့ဟုအင်းစိန်ကန်းနာအရှိရက်ကွဲ၌နေထိုင်သူတူကပြောသည်ထိုနေရာကလူမိုက်ဂိုင်းအချင်းချင်းတိုက်ခိုက်မှု၌တည်ဆုံခဲ့ပြီးဖြစ်သည့်ပြူစောသည့်တူဖြစ်လူမိုက်ကျော်ဝင်းစိန်နှင့်၎င်းဤညီကျင်ဟုတ်တို့ဤအပိုင်နယ်မြေဖြစ်သည်တစ်တော့ပေါ်၌ကျော်ဝင်းစိန်တင်ထားသည့်ရုပ်တံတစ်ခုရှိသည်အင်းစိန်ဂုံတံတားအောက်၌တန်ဖိုးကြီးစိန်ခံကားပေါ်မှကျော်ဝင်းစိန်ဆင်းလာကယခုပရာဟိတများလုံနေသည်ဆိုသည့်လူမိုက်များသည်ယုံလေးတစ်ချင်းနောက်ခံဖြစ်ရုပ်တံသို့မဟုတ် TikTok post တစ်ခုဖြစ်သည်ထိုရုပ်တံဖိုင်မှနေရာသည်အင်းစိန်ကန်းနာသို့အဝင်လမ်းများထဲမှတစ်ခုဖြစ်သည်အင်းစိန်ကန်းနာဒီကမိတူမဆိုအလွယ်တကူဝင်ရောက်နိုင်တော့လဲအဝင်လမ်းနှင့်အထွက်လမ်းကတူ၍တော့မရပေရဲများကအင်းစိန်ကန်းနာ
အဝင်အထွက်နေရာများ၌အရာဝများဖြစ်အမြဲလို့ရှိနေတတ်သည်၎င်းတို့ကဝင်သွားသူများကိုစောင့်ကြည့်နေတတ်ပြီးအထက်တွင်စောက်ပြီးဖမ်းဆီးတတ်၍ဖြစ်သည်အဝင်အထက်လမ်းတွေတော့တတိထားရတယ်လာနေကြသူတွေကတော့တည်တယ်မဟုတ်ရင်တော့အထက်မှာစိတ်ခံရနိုင်တာပေါ့ဟုအင်းစိန်ကန်နာမမူရီစေဝါဝယ်ယူကပြန်လဲရောင်းချနေသူတူကပြောကြည့်အင်းစိန်ကန်နာမှာမူရီစေဝါများကရန်ကုန်မြို့အနှံ့သို့အလွယ်တကူပြန့်နှံ့နေခဲ့သည်တရားဝင်မဟုတ်တော့လဲတရားဝင်ကဲ့သို့ရောင်းချနေခြင်းဖြစ်၍အခြားနေရာများထက်ဈေးတက်တာစွာဝယ်ယူ၍ရကြည်ထို့ကြောင့်မူရီစေဝါလက်လီရောင်ချသူကထိုနေရာသို့တွားရောက်ဝယ်ယူတတ်ကြသည်ထို့နောက်၎င်းတို့နေထိုင်ရာမြို့နယ်ရက်ကွက်များအတွင်ပြန်လဲရောင်းချကြသည်အရင်အာနာမသိန်းခင်ကားဆိုအတီး WY တလုံးကိုကန်းနာမှာတလုံးကို1000ကျော်လောက်နဲ့ရတယ်အပြင်မှာပြန်ရောင်းရင်တလုံးကို2000လောက်ကတော့ပြေးမလို့ဘူးဟုအင်းစိန်ကန်နာမှာမူရီစေဝါဝယ်ယူကပြန်လဲရောင်းချသူတူကပြောပြကြည့်ရခင် NLD အစိုးရတမဒါဦးဝင်းမြင့်ကမူရီစေဝါထိန်ချုပ်တာစီရဲ့အတွက်ပြုလုပ်ခဲ့တည်သည်မတင်က၍တိုင်ကြားသည်နှင့်ရဲများကတွားရောက်ဖန်ဆီးသည့်အထိတင်းကျပ်မှုများထိုကာလကဖြစ်ခဲ့သည်ဂရန်အနေငယ်မြတ်သောဆေး6ပမာဏဖြစ်ထောင်ချခံခဲ့ရသည့်လူငယ်အများပြားလည်းရှိခဲ့သည်သို့တော့ထိုအချိန်ကလည်းအင်းစိန်ကန္နာတလျှောက်ကမူရီစေဝါပေါ်ထင်ရောင်းချခဲ့သည်တာဖြစ်သည်စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်တော့အင်းစိန်ကန္နာကမူရီစေဝါရောင်းချသုံးစွဲသူများအတွက်အဖန်အစီမရှိလွတ်လပ်လောက်ကင်နိုင်သည့်နေရာတစ်ခုဖြစ်လာခဲ့သည်အဝင်အထွက်နေရာများ၌စောင့်ဆိုင်နေတတ်သည့်ရဲများပင်မရှိတော့ပေလူငယ်အများအပြားအင်းစိန်ကန္နာအတွင်းသို့လာရောက်ကြသည်ထို့နောက်အလိုရှိရာမူရီစေဝါများကိုဝယ်ယူကြသည်သို့မဟုတ်တုံးဆွဲကပြန်သွားကြသည်မူရီစေဝါရောင်းချသူများကလည်းတခါသုံးစေသူအများအစပြင်ဆင်ပေးထားသည်မိဒီရဲစစ်တပ်အာဏာပိုင်များကမှထိုနေရာသို့ဝင်ရောက်ဖမ်းဆီးနောက်ဆက်ခြင်းမပြုကြတော့ပေဈေးနှုန်းများကလည်းရန်ကုန်မြို့ဤမိဒီနေရာထက်မဆိုပို၍ချိုတာနေသည်လူမိုက်ကျော်ဝင်းစိန်တည်ဆုံးပြီးနောက်အင်းစိန်ကန္နာအားသူအင်းကြီးကျင်ဟုတ်ကပိုင်ဆိုးထားသည်ဟုဒီတခန့်လူငယ်များကပြောပြကြသည်ထိုနေရာဒီကယခုအခါရန်ကုန်မြို့ဤအကြီးမားဆုံးမူရီစေဝါလက်လီလက်ကရောင်ချရာဈေးကြီးတစ်ဖွဲ့ဖြစ်လာခဲ့ပြီဖြစ်သည်ပြီးခဲ့သည့်နှစ်အနေငယ်ကနာမည်ရလူငယ်ရက်အဆိုတော်တူဒီအဆိုပါအင်းစိန်ကန္နာမှအလွယ်တကူဝယ်ယူနိုင်သည့်မူရီစေဝါများအားအလွန်အကျွံတုံးဆွဲပြီးနောက်ကျွေလွင့်သွားခဲ့ရသည်အလုတ်အကင်ရှားပါလာသောလူငယ်များအများပြားကအင်းစိန်ကန္နာအတွင်မှမူရီစေဝါများဝယ်ယူကတဆင့်ပြန်လဲရောင်းချခြင်းဖြင့်ဝင်ငွေရှာဖွေနေကြသည်တို့ဖြစ်ရန်ကုန်မြို့၌မူရီစေဆွဲနေသည့်လူငယ်များပို၍များပြားလာလျက်ရှိနေသည်မိသူကားများအင်းစိန်ကန္နာအတွင်ရှိမူရီစေဝါဈေးကွက်ကြီးအားတားဆီးနိုင်ခြင်းမရှိပေအာနာသိန်းစတသည်အင်းစိန်ကန္နာမှမူရီစေဝါရောင်းချသည့်လူမိုက်များ၎င်းတို့နှင့်ပူးပေါင်းနေသည်ဖြစ်ဖန်ဆီးခြင်းမပြုပေတို့တော့အဆိုပါကန္နာနှင့်မလန်းမကန်းတွင်တော့ပညာတတ်လူငယ်အများအပြားအားဖန်ဆီးထားရနေရကြီးရှိနေသည်အဆိုပါလူငယ်များကမူရီစေဝါရောင်းချတုံးဆွဲသူများတော့မ
ဟုတ်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်ခဲ့ကြသဖြင့်ဖမ်းဆီးထောင်ချခံရတဲ့သူများဖြစ်ကြည်အင်းစိန်ထောင်အတွင်း၌အပြစ်မဲ့သူများထောင်ချခံနေရချိန်တွင်မလန်းမကန်းရှိအင်းစိန်ကန္နာရက်ွက်များအတွင်းတွင်တော့ရဇဝမှုကျူးလွန်နေသည့်မူရည်စေဝါရောင်းချသူများကလွတ်လပ်စွာရှင်သန်နေထိုင်လျက်ရှိနေပေတော့သည်